Hello မင်္ဂလာပါအခုဒီချက်ကိုလေဒီပုံလေးကိုပတ်တန်လေးမေးထားတယ်အဲ့တော့ဒီပုံလေးအတွက်ကိုချက်ပတ်တန်လေးဖြတ်ပြပေးမယ်အခုဒီပုံလေးမှာဆိုရင်သူကဇာအနာလေးကိုဒီနေရာလေးမှာသူထည့်ထားတယ်တစ်ပတ်ပေါ့နော်ဒီလိုတစ်ပတ်ထည့်ထားတယ်ဒီလိုရင်ဘက်မှာဇာအနာလေးယူထားတယ်လက်မှာဇာအနာယူထားတယ်ဒီမှာကျွတ်နေရဲ့လက်လေးကိုပါဇာအနာလေးနဲ့ပြန်သုံးထားတယ်လက်ကကျတော့လက်အဖောင်းပဲလက်အဖောင်းနဲ့ပတ်သက်ပြီးတော့လေချက်လက်အဖောင်းဆွဲတဲ့ပတ်တန်လေးတင်ထားပေးတာအများကြီးရှိတယ်အဲ့တော့အဲ့မှာဝင်ကြည့်လိုက်တော့เนาะကျွတ်နေတဲ့လက်ပတ်တန်ကိုလည်းချက်တင်ထားပေးတယ်တမီးတို့က6တက်နေတဲ့သူအဖို့ကဒီလိုမျိုးလက်နဲ့ကိုယ်တယ်နဲ့တွေ့တာကဒီလောက်ကြီးမခက်ခဲတော့ဘူးဟုတ်ပြီเนาะအဲ့တော့ချက်ကဒီအရှိအပတ်တန်လေးကိုပြပေးမယ်ဒီပတ်တန်လေးအတွက်ဆိုရင်ခြေတို့ကဒါခြေတို့ရဲ့ basic ပတ်တန်အနောက်ချမ်းဒါကကြတော့အရှိချမ်းဟုတ်ပြီเนาะအမြဲတမ်းပြောနေကြပါပဲတက်လက်မကို1 cm စကေးနဲ့ဆွဲထားတဲ့ပတ်တန်အသေးလေးဖြစ်ပါတယ်ခြေတို့ကဒီအနောက်ချမ်းမှာဆိုရင်သူကအနောက်ကစားအထောင်လေးထည့်ထားတယ်ဒါကခြေတို့ basic ပတ်တန်ဆွဲတဲ့စီမှာဆိုရင်အနောက်ချမ်းကိုတက်လက်မဆင်းပြီးတော့ယူထားတာဟုတ်ပြီနော်အခုအနောက်မှာကသူကလေထောင်လေးပါတဲ့အတွက်ကြောင့်ဇာအနာလေးနဲ့ဒီလိုမျိုးလက်ပင်အထောင်လေးသူယူထားတယ်အဲ့လိုမျိုးယူထားတဲ့အတွက်ကြောင့်ခြေတို့ကဒီအနောက်မှာတက်လက်မဆင်းလို့မရဘူးလေးစိတ်ပဲဆင်းလို့ရမယ်အဲ့တော့ဒီ basic ပတ်တန်ရဲ့လက်ပင်ကိုခြေတို့ကဒီလိုမျိုးတဝက်ပြန်ဝတ်မယ်ဟုတ်ပြီနော်ပြီးတော့ရင်နောက်တစ်ခုကခြေတို့စီမှာအသုံးပြုနေတဲ့နီးစနစ်အရာဆိုရင်လက်အဖောင်းဖြစ်တဲ့အတွက်ကြောင့်အတွင်းကိုနှစ်စိတ်ဝင်မယ်ဒီဂျိုင်းလေးကိုပြန်ဝိုက်ပေးမယ်ဟုတ်ပြီနော်ကဲဒါပါပဲအနောက်ချမ်းမှာတော့ထူးထူးခြားခြားမရှိဘူးအကယ်၍အနောက်စစ်ထည့်မှာဆိုလို့ရှိရင်ခန္ဓာကိုယ်ချိုးစားပုံမူတည်ပြီးတော့ကြောစားခြင်းစားမယ်ဟုတ်ပြီနော်အဲ့ဒါလောက်ပဲရှိမယ်ကဲဒါဆိုလို့ရှိရင်ခြေတို့ကဒီနေရာကနေပြီးတော့ညှက်လို့ရပြီအခုဆိုရင်ခြေတို့ကအနောက်ချမ်းအတွက်ပတ်တန်ရသွားပြီပြီးတော့ရင်ခြေတို့ကအရှိချမ်းအတွက်ကိုပတ်တန်ဖြတ်မယ်အရှိချမ်းအတွက်ကိုပတ်တန်ဖြတ်မယ်ဆိုရင်အခုဒီမှာဆိုရင်ကြည့်ရအောင်သူကဒီမှာအယုံမမှာဝတ်ပြထားတာလေးကလေရင်အုံနေမထွက်ဘူးဟုတ်ပြီနော်ရင်အုံမထွက်ဘူးဆိုတော့သမီးတို့ကကိုချုပ်တဲ့ခါကျရင်ရင်အုံထွက်ချင်နေဆိုရင်ရင်အုံကြွအောင်ဓာတ်တွေကိုသုံးပြီးတော့ပတ်တန်ကိုဖြတ်ချဲကတော့အခုဒီမှာရိုးရိုးဓာတ်နဲ့ပဲပတ်တန်ဖြတ်ပြပြီးသွားမယ်ချဲတို့ကလက်အဖောင်းဖြစ်တဲ့အတွက်ကြောင့်ပခုံးကိုနှစ်စိတ်စားမယ်ပြီးတော့ရင်ဒီပုံအရဆိုရင်သူကချဲတို့ရဲ့လက်ပင်ကဒီနေရာဟုတ်ပြီနော်လက်ပင်ကနေပြီးတော့သူကရင်အောက်အမှတ်အခုဒီမှာဆိုရင်သူကဒီရင်အောက်လောက်ပေါ့နော်ရင်အောက်လောက်ထိကိုဒီကအဖက်လေးကိုလာရှူထားတာကဲဒါဆိုလို့ရှိရင်ရင်အောက်လောက်ဆိုရင်ဒီလောက်ဖြစ်လိမ့်မယ်အဲ့လောက်ဖြစ်လိမ့်မယ်အဲ့လောက်ကိုသူဒီအခုဒီမှာဆိုရင်ဒီကနေပြီးတော့ဖြတ်ထုတ်ထားတာဒါဆိုရင်ခြေတို့ဒီကနေပြီးတော့ဖြတ်ထုတ်မယ်ဒီကနေပြီးတော့ဖြတ်ထုတ်မယ်ဟုတ်ပြီနော်ဖြတ်ထုတ်ပြီးတော့သူကအောက်အထိဖြတ်ထားတာဒါဆိုရင်ခြေတို့ဒီထောက်နေရပဲပေါ့ဒီမှာကျတော့ခြေတို့ကဒါကတက်လက်မဆင်းထားတာဒါကြီးကမလို့နော်မလို့ဆိုတော့ဒါကိုဖြတ်လိုက်မယ်အကယ်၍သမီးတို့ချုပ်တဲ့စီမှာရင်ပင်ထောက်ထည့်မယ်ဆိုလို့ရှိရင်တော့ဒါလို့တယ်ဟုတ်ပြီနော်အခုဒီမှာကျတော့ခြေကပတ်တန်ရဲ့သဘောကိုပဲအဓိကပြောသွားမယ်ထောက်တွေကိုတေးချမပြောတော့ဘူးထောက်တွေကိုအရှိကတခြားပတ်တန်တွေကိုပတ်တန်တွေဖြတ်တဲ့စီမှာလည်းခြေအသေးစိတ်တွေပြောပြထားတာရှိတယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ဒီအပိုင်းမလို့ဘူးဆိုရင်ခြေတို့ဒီအပိုင်းကိုဖြတ်ထုတ်လိုက်မယ်ပြီးတော့ရင်လက်ဘင်းကကြတော့သူကဒီလိုပုံစံမျိုးလေးယူထားတာဟုတ်ပြီနော်အဲ့ဒီပုံစံမှာမှကိုကလက်ဘင်းအနက်ကိုဘယ်လောက်လိုချင်လဲဒါကကြတော့ basic လက်ဘင်းမှာလက်ဘင်းအနက်ကိုလိုချင်တဲ့လောက်ယူလို့ရတယ်အခုဒီမှာဆိုရင်တော့ခြေကရှင်းရင်ကျမြင်းနဲ့ရင်မြင်းနဲ့ဂျားလောက်လေးကိုလက်ဘင်းလေးကိုယူလိုက်မယ်ဒီလိုပုံစံမျိုးလေးဟုတ်ပြီနော်အဲ့ဒီနေရာမှာသူကဒီနေရာကိုဗာလေးယူထားတာလဲဆိုတော့ဇာအနာလေးယူထားတာနော်ဇာအနာလေးယူထားတာဒီပတ်တန်ကကြတော့ခြေတို့ဒီလိုမျိုးခွဲလိုက်မှအဆင်ပြေမယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီဘက်ကဒီလိုမျိုးဖြစ်သွားမယ်ဒီပတ်တန်ကကြတော့လေတခြားပတ်တန်တွေလို့တချမ်းနဲ့ပြလို့မရဘူးပေါ့နော်အဲ့ဒါကြောင့်မို့ချဲနှစ်ဖက်လုံးကိုပတ်တန်အသေးလေးကိုခောက်ကြောင်းလေးနဲ့ဆွဲလိုက်တာဒီဘက်ချမ်းကိုကြတော့သူကလောက်ထိယူထားတာဟုတ်ပြီနော်ဒီဘက်ချမ်းကိုကလည်းဒီလိုမျိုးလေးဖြတ်ထားတယ်ဒီနေရာလေးကိုဗာလေးယူထားလဲဆိုတော့ဇာအနာလေးယူထားတယ်ဟုတ်ပြီနော်ကဲဒါဆိုလို့ရှိရင်ခြေတို့ဖြတ်တော့မယ်ဖြတ်မယ်ဆိုတာကဒီနေရာကနေပြီးတော့ညှက်ထုတ်မယ်ဒီဘက်ဘေးတွေကိုညှက်ထုတ်လို့ရပြီကဲအခုဆိုရင်ခြေတို့ညှက်ထုတ်လိုက်တဲ့အနေထားကဒီလိုအနေထားလေးဖြစ်သွားပြီဟုတ်ပြီနော်
အဲ့ဒီမှာဆိုရင်ခြေတို့ကဒီဓာတ်တွေကိုညှက်ထုတ်မယ်ကဲခြေတို့ကညှက်ထုတ်လိုက်ပြီးဆိုရင်ဒီလိုအနေထားလေးဖြစ်သွားမယ်ဟုတ်ပြီနော်ဒီမှာကျတော့ခြေကလေပတ်တန်မှာဖြစ်တဲ့အတွက်ကြောင့်အခုဆိုရင်ဒီမှာဒီပုံလေးနဲ့ရှင်းကြည့်လိုက်နော်ပတ်တန်မှာဖြစ်တဲ့အတွက်ကြောင့်ခြေကဇာအနာကိုဒီဘက်ကိုဖြတ်ထုတ်တယ်ဒီဘက်ကိုဖြတ်ထုတ်တယ်ဆိုပြီးတော့ပတ်တန်လေးကိုပြထားပေးတာအကယ်၍သမီးတို့ကညှက်တဲ့ခါကျရင်ဒီဘက်အချမ်းကိုတရွက်ညှက်မယ်အခုဆိုရင်ဒီလိုမျိုးပေါ့ဒီလိုမျိုးပတ်တန်တစ်ခုညှက်မယ်ပြီးတော့ရင်ဒီလိုပတ်တန်မျိုးနောက်ထပ်တစ်ခုထပ်ညှက်မယ်ညှက်ပြလိုက်မယ်နော်အခုဒီမှာဆိုရင်ဒီအတိုင်းကိုဒီလိုမျိုးပတ်တန်တစ်ခုထပ်ညှက်ထားပြီးပြီပြောင်းမယ်ဆိုရင်ခြေတို့ဒီနေရာကလည်းဇာအနာလေးပေါ့ဟုတ်ပြီနော်သူကဒီလိုမျိုးဒီနှစ်ခုကိုဒီလိုထပ်ထားတာအခုဒီမှာဆိုရင်ဒီနေရာဇာအနာဒီနေရာဇာအနာအခုဒီမှာလဲဇာအနာယူထားတယ်ပြီးတော့ဒီနှစ်ခုကိုသူကဒီအလယ်မှာဒီလိုမျိုးလေးထပ်ထားတာအဲ့လိုမျိုးလေးထပ်ထားတယ်ထပ်ပြီးတော့မှဒီဘက်ကနေဒီလိုမျိုးလေးတွဲချုပ်မယ်ဒီဘက်ကနေဒီလိုမျိုးလေးတွဲချုပ်မယ်ဒါကထောင်းနေရပေါ့နော်ထောင်းနေရတွဲလိုက်လို့ရှိရင်သူကအုံလေးကြွသွားမှာဟုတ်ပြီနော်ပြီးတော့ရင်ဒါကကြတော့အနောက်ချမ်းကသူကဒီလိုမျိုးလေးလာမယ်ပြီးရင်သူကဘာလေးရှိလဲဆိုတော့ဒီမှာဇာအနာလေးရှိတယ်နော်ဇာအနာလေးကိုအခုဆိုရင်ခြေတို့ဒီတစ်ပတ်ပေါ့ဒီကနေစပြီးတော့လာမယ်ကွာဒီကနေစပြီးတော့ယူမယ်ဒီတစ်ပတ်ပြီးတော့ရင်ဒီဘက်အထိကိုပြန်ကြမယ်အဲ့ဒီရဲ့အရှိကဘယ်လောက်ရှိလဲဆိုတာကိုတိုင်းမိရမယ်တိုင်းပြီးတော့မှဒါလေးကဇာအနာလေးပဲဆိုပါတော့ဟုတ်ပြီနော်အခုဒီမှာဆိုရင်ခြေတို့ကဒါလေးကိုတွဲလိုက်မယ်ဒီနေရာကိုကျတော့ခြေတို့ကမတွဲထားဘူးသူကလည်းဇာအနာသူကလည်းဇာအနာဟုတ်ပြီနော်ဒီနေရာလေးကဒီလိုအဟလေးပဲဖြစ်နေမှာဒါကတော့ခြေတို့ရဲ့ဇာအနာလေးပဲဆိုပါတော့ဟုတ်ပြီနော်အဲ့ဒီဇာအနာကိုခြေတို့ကဒီနေရာမှာတွဲထည့်ပေးရမှာအနောက်ချမ်းကတော့တွဲဖို့နည်းနည်းခက်တယ်ထားလိုက်နော်ဒီနေရာလေးကိုတွဲပြပေးမယ်
တ်တာတအားတော့ ကဲဒါဆိုရင်အခုဒီမှာတစ်ချက်လို့လိုချင်တယ်ပတ်တန်အနေထားလေးရသွားပြီဟုတ်ပြီနော်ဒီပတ်တန်လေးကလွယ်လွယ်လေးပါပဲသူကအခုဒီအနောက်ချမ်းမှာဆိုရင်တော့အနောက်စစ်ပေါ့ဒီနေရာကကျတို့အနောက်စစ်ဆိုရင်ဒီနေရာကိုခွဲထုတ်လိုက်ရမှာလေနော်ခွဲထုတ်ရမှာဖြစ်တဲ့အတွက်ကြောင့်ဇစ်က तू ကဘယ်အစခွဲမလဲဆိုတော့အခုဒီမှာဆိုရင်ခြေတို့ကရိုးရိုးဇစ်တွေခြေတို့အခုဒီမှာဆိုရင်တပင်းထိတ်ကနေဘယ်လောက်ဆင်းမယ်3ခွဲလောက်ဆင်းမယ်ဆင်းပြီးတော့ဒီအောက်ချမ်းကိုခွဲချလိုက်မယ်ခွဲချပြီးတော့ဒီနေရာမှာဇစ်တက်မယ်အဲ့ဒီတိုင်းပဲယူမှာဘာလို့လဲဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီအနောက်က तू ကအပိတ်ဖြစ်နေတယ်ဒါပေမဲ့ဒီဇာနေရာမှာဒီလိုဟနေတယ်ဟုတ်ပြီနော် तू ကခန္ဓာကိုယ်မှာဝတ်ထဲလိုက်မှသာ तू ကကတ်သွားမှာအဲ့ဒါကြောင့်မို့လို့ခြေတို့ဒီနေရာမှာဇာနေရာမှာနှိပ်စီးလို့ဘာလို့မတက်ဘူးဘာလို့လဲဆိုတော့အနောက်မှာခြေတို့ကဇစ်ပြောက်ထည့်ထားလို့ဟုတ်ပြီနော်ဒီနေရာကိုတော့ခြေမညှက်ထုတ်လိုက်တော့ဘူးနော်ညှက်ထုတ်ရင်တိတ်ပြန်ကတ်နေရမယ်ဒါဆိုရင်ခြေတို့လိုချင်တဲ့ဒီအင်ဂျီပတ်တန်လေးရပြီပြီးတော့မှဒီဇာအနားရဲ့အောက်မှာအခုဒီမှာဆိုရင်ထုတ်တီလေး36 site ထုတ်တီ3လုံးယူထည့်ထားတယ်ဟုတ်ပြီနော်နှစ်ဖက်လုံးမှာထည့်ထားတာပေါ့ဒါလေးပဲလွယ်လွယ်လေးပဲပတ်တန်လေးရတော့မခက်ပါဘူးဟုတ်ပြီနော်